the groundwork from the front lines. ဒါကတော့ဘန်ကောက်မှာ journalist တွေမြန်မာပြည်ကလက်နဲ့ကင်တော်လိုင်းရေးအကြောင်းကိုတင်ပြနေတာပါသုံးသပ်နေတာပါအဲ့ဒါသူကဒီနိုင်ငံခြားသား journalist အမျိုးသမီးကလည်းချင်းပြည်နယ်ကရင်ပြည်နယ်တနင်္သာရီပြည်နယ်စသည်တို့ကိုတွားရောက်ပြီးတော့PDF တွေတိုက်နေတာကိုတွားပြီးလေ့လာခဲ့ပါတယ်သူပြောတာအစပိုင်းရတော့တဲ့အဆင်ပြေတဲ့စစချင်းဒီညီနောင်သုံးဖို့တိုက်ဖွဲတွေပါလို့တုံးကအဆင်ပြေတယ်တဲ့နောက်ပိုင်းကျတော့အဲ့တော့လက်နဲ့တွေလည်းရတယ်တဲ့နောက်ပိုင်းကျတော့တဲ့တရုတ်ကမပေးနဲ့ဆိုတော့ဝါတို့ရှမ်းတို့စီကလက်လက်တွေလည်းမရတော့ဘူးတဲ့နောက်ပြီးတော့သူတို့အားလုံးပင်ပန်းဝါဖက်တစ်ပေါ့နော်အဲဒီတိုက်နေတဲ့ PDF လေးတွေကလည်းပင်ပန်းလာတယ်မတိုက်ချင်ကြတော့ဘူးတဲ့နောက်ပြီးတော့ဒီ EAO တွေရှိတယ်ရတယ်ဥမာကရင်တို့ဘာတို့တပ်မတော်တွေကလည်းမြန်မာပြည်က PDF တွေကိုမယုံကြည်ကြဘူးတဲ့အဲ့တော့အားလုံးကလည်းညီညွတ်မရှိကြဘူးပေါ့ EAO တွေနဲ့အဲ့ဒါ PDF တွေနဲ့ညီညွတ်လည်းမရှိကြဘူးတဲ့နောက်ပြီးတော့အမျိုးသမီးလေးတွေကိုလည်းနေရာမပေးဘူး18နှစ်ပဲရှိသေးတယ်ကောင်မလေးတယောက်ကသူကတော့ sniper ပစ်တာတော်တော့အဲ့ဒါတောင်မှသူ့ထမင်းပဲချက်ခိုင်းနေတဲ့အဲ့သူတို့ယောက်ျားတွေပဲတမတော်လည်းယောက်ျားတွေပဲသူတို့တိုက်နေတာအခုသူတို့ PDF ထဲမှာလည်းမိန်းမတွေကိုဆိုကြောင်တိုးထားတယ်တဲ့အဲ့လိုပြောတယ်နောက်မဒိမှုတို့အဲ့လိုမျိုးစော်ကားတာတို့တွေလည်းရှိတယ်တဲ့အဲ့တော့သူကအမျိုးသမီးနိုင်ငံခြားသူအနေနဲ့သူ့ကိုတိတ်ပြီးတော့အဲ့ဒီတင်းကိုထောက်လန်းဖို့ sponsor ပတ်စံမပေးကြတော့သူကတော့ကိုယ်ပတ်စံတွေပဲကိုပြီးသွားပြီးတော့လေ့လာခဲ့ပါတယ်တဲ့အခုတမတော်က drone တွေကိုကိုယ်တိုင်ထုတ်တယ်PDF တွေကကိုယ်တိုင်ထုတ်တယ်တမတော် drone တွေကအစစ်မြင့်နေတဲ့နောက်ပိုင်းကျလေချောင်းကတမတော်ကတာတယ်တဲ့အဲ့ဒီချင်းပြည်နယ်မှာဆိုရင် Free Burma Ranger တွေကတူးထားတယ်တဲ့ဘုံခုချင်းပဲရှိတယ်အဲ့ဒါတောင်မှသူတို့မထိမ့်သိမ့်နိုင်ဘူးတဲ့အဲ့တော့လေထဲမှာချက်လျင်လာရင်ပြေးပြီးတော့ခိုးဖို့ဘုံခိုချင်းတောင်သူတို့မရှိဘူးတဲ့ချင်း PDF မှာတဲ့အဲ့လိုပြောပါတယ်အားလုံးနဲ့PDF တွေလည်းစိတ်မပါကြတော့ဘူးတဲ့ဂျိုးတရားမှာအိုက်ဆလမ်လုပ်လို့ရမလားလို့သူ့ကိုလာမေးတယ်တဲ့ယောက်ျားလေးတယောက်ကလုပ်လို့မရပါဘူးတဲ့ Where were you before the coup when we needed support? And these historical grievances have not disappeared. So fragmentation is one side of the problem.